အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အောင်စောဟင်းပါဒီနေ့မှာတော့ကျွန်တော်တို့ B-box ဘယ်ကနေဘယ်လိုစလုပ်မလဲ B-box ရဲ့အခြေခံဖြစ်တဲ့ BTK ကိုသင်ပေးသွားမှာဖြစ်ပါတယ် BTK ကိုဘယ်လိုမျိုးအလွယ်တကူလုပ်မလဲပေါ့နော် B-box ရဲ့အခြေခံ BTK ကိုအဲ့ဒါတော့ကျွန်တော်ဒီဗီဒီယိုမှာအလွယ်ဆုံးနည်းနဲ့တေချာလေးရှင်းပြမယ်ပေါ့နော်လိုက်ပြီးလုပ်ရမှာတော့ကြည့်ရှုသူတွေရဲ့တာဝန်ပေါ့နော် Okay အဲ့ဆိုရင်ကျွန်တော်စလိုက်အောင်ပထမဦးဆုံးကျွန်တော်တို့ဒီ BTK ပေါ့နော် BTK ကတော့ကျွန်တော်တို့ B ကတော့ကျွန်တော်တို့ K ဖြစ်တယ် T ကတော့ high ရယ် K ကတော့စနေပေါ့နော်Okay ပထမဦးဆုံးကျွန်တော်တို့ဒီ BTK မှာအလွယ်ဆုံးကတော့ T ပေါ့နော် high ရယ်သူကတော့ကျွန်တော်တို့အင်္ဂလိပ်အခေယာ T ကနေဆင်းသက်လာတာပေါ့နော်အင်္ဂလိပ်အခေယာကျွန်တော် T ကျွန်တော်ဗဇက်ကနေပြီးတော့ T ဆိုပြီးတော့အခေယာလေးကိုအတန်ထွက်လိုက်ပါမယ်အရင်ဆုံး T ပြီးတော့မှကျွန်တော်ရှာပေါ့နော်ရှာကနေပြီးဥပမာကျွန်တော်ရှာဒီလိုဆိုရင်ကျွန်တော်အပေါ်ကသွားနေချောင်းဒီလိုလေးတွတ်ထိမှာဖြစ်တယ်သွားပြီးတစ်ချက်စီတွတ်ထိမှာဖြစ်တယ်အဲ့လိုမဟုတ်ဘဲနဲ့လေအကြာကြီးလဲဆွဲထားလို့ရတယ်ရှာနဲ့အဲ့လိုတွားနဲ့ကိုထိပြီးတော့တီယိုရသွားပြီဆိုရင်တော့ကျွန်တော်တို့နောက်ထပ်တစ်ခုဖြစ်တယ် B ပေါ့နော် B ကတော့ကျွန်တော်တို့ kit ပေါ့ဒီ B ကိုလုံးမယ်ဆိုရင်ကျွန်တော်တို့အရင်ဆုံးသိထားရမှာကျွန်တော်တို့ဒါကကြတော့ကျွန်တော်တို့ဒီခန္ဓာကိုယ်ထဲမှာရှိတဲ့လေတွေကိုအပြင်ကိုမှုတ်ထုတ်လိုက်တာပေါ့နော်အလွယ်တကူမှတ်မယ်ဆိုရင်တော့ဒါပေမဲ့အဲ့မှုတ်ထုတ်တဲ့နေရာမှာအရင်ဆုံးကျွန်တော်တို့လေတွေကိုစုလိုက်မယ်စုလိုက်ရင်ကျွန်တော်ဒီမှာပါးလေးဖောင်းပြီးတော့ဖြစ်သွားမယ်ပေါ့နော်ကျွန်တော်ကတော့ B ကိုတချို့ကကြောအလဲရထုတ်တယ်တချို့ကကြောဘေးရထုတ်တယ်ကျွန်တော်ကတော့ဒီဘေးရထုတ်တာပေါ့ဒီဘက်ဘေးရအဲ့ဒါကတော့ကျွန်တော်ဒီပတ်တန်တွေသုံးရင်ဘေးနဲ့သုံးရင်မှာအဲ့လိုမျိုးသုံးရင်ပို့ပြီးလွယ်ကူလို့ကျွန်တော်ကဘေးရထုတ်တာဒါအလဲရလည်းထုတ်လို့ရတယ်โอเคကျွန်တော်တို့ဘေးရထုတ်တာဖြစ်တယ်အဲ့လိုမျိုးကျွန်တော်အဲ့လိုမျိုးလေအိတ်တည်ပြီးွားပြီဆိုရင်ဒီကျွန်တော်တို့အပေါ်နှက်ခမ်းနဲ့အောက်နှက်ခမ်းကိုပုတ်တိုက်ပြီးတော့အပြင်ကိုမှုတ်ထုတ်လိုက်ပါမယ်ဒီလိုမျိုးပါဆက်စချင်းလိုက်လုံးမယ်ဆိုရင်တော့ကျွန်တော်လိုမျိုးပြက်ပြက်တသားတော့ဖြစ်နေမှာမဟုတ်ဒါကတော့ဒီတေချာလေး train သွားရင်တော့ fine သွားမှာပါအရင်ဆုံးကျွန်တော်အပေါ်ကနှက်ခမ်းနဲ့အောက်နှက်ခမ်းကိုထိပြီးတော့ကျွန်တော်ခုနစုထားတဲ့လေတွေကိုအဲ့လိုမျိုးထုတ်လိုက်တာဖြစ်ပါတယ်ဥပမာကျွန်တော်ခုနတင်ပေးခဲ့တဲ့ T နဲ့ B နဲ့ရပါပြီဆိုရင်ကျွန်တော် B တစ်ခုဖန်တီးလို့ရပါတယ်ဒီမှာဒီလိုမျိုးလေးပါhouse ပေါ့နော် yeah အဲ့ဒါတော့ကျွန်တော်ဖြစ်ပါတယ် B နဲ့ D ရပါပြီဆိုရင်တော့ကျွန်တော်တို့နောက်ဆုံးတစ်ခုဖြစ်တဲ့ K ပေါ့နော် K ကတော့ကျွန်တော်နှစ်မျိုးရှိတယ်အောက်ဝက်နဲ့ in ဝက်ပေါ့နော်မြန်မာလိုပြောရမယ်ဆိုရင်တော့အပြင်နဲ့အထဲပေါ့ဒါအပြင်ကတော့အထဲကကြတော့ကျွန်တော်အရင်ဆုံးအပြင်ုံတင်ပေးမယ်โอเคအပြင်ကတော့လွယ်တယ်အပြင်ကတော့ဒီအင်္ဂလိပ်အခေယာမှာဆိုရင်ကျွန်တော်တို့ K ပေါ့ K ကိုလိုက်ပြောကြည့်လိုက် K အဲ့လိုမျိုးပေါ့နော်အဓိကကတော့ force ထည့်လိုက်တာပေါ့အနောက်ကနေပြီးတော့အဲ့ကျွန်တော်ပြောနေ KK ဆိုတာကိုပြောနေနေအဲ့ K အတန်ကိုဖျောက်ပြီးတော့အဲ့ K လို့ပြောမဲ့ဟာလေချောင်းနဲ့ပေါင်းပြီးတော့အဲ့အောက်ဟာလေးနဲ့ပုတ်တိုက်ပြီးထွက်လိုက်တာ K အဲ့ဒါတော့ကျွန်တော်အောက်ဝက် K ဖြစ်ပါတယ်အောက်ဝက် K ကကြတော့ကျွန်တော် B-box မှာတော့ဒီအသုံးနဲ့တူနဲတယ်ပေါ့နော်တော်တော်များများဒီအောက်ဝက် K ကိုကြတော့ဘယ်လိုမျိုးသုံးလဲဆိုတော့ကျွန်တော်ဥမာပေါ့အဲ့လိုမျိုးသုံးတာများတယ်အောက်ဝက် K ကတော့ကျွန်တော်ဒီ B-box pattern တွေဥမာ BTK pattern တို့အမြန်ထဲမှာဆိုရင်တော့ဒီအောက်ဝက် K ကိုမသုံးဘူးကျွန်တော်ဒီ in web ပေါ့နော် in web လည်းရှိရပြီး range shot ပေါ့နော်ဒါတော့ကျွန်တော်ဒီဗီဒီယိုမှာတော့ in web K စနေပဲပြောပြပေးမယ်အဲ့ဆိုရင်ကျွန်တော်အောက်ဝက် K စနေရ K ကိုပါကျွန်တော်ထွက်လိုက်တာပေါ့နော်တေချာလေးတော့လိုက်ပြီးတော့ train မယ်ဆိုရင်ရမှာအောက်ဝက် K ကတော့လွယ်တယ်ပေါ့နော်ကျန်အခုကြည့်ပြီးအခုလိုက်လို့တော့ရတယ်ကျွန်တော်လည်းတရက်ထဲနဲ့ရတာပေါ့ဒီအောက်ဝက် K ကတော့ဒါ in web K စနေကတော့တော်တော်လေးခက်တယ်ကျွန်တော်ရဲ့အခက်ဆုံးအတန်ထဲမှာလည်းပါတယ်ကျွန်တော်ဆိုရင်ဒီ in web K စနေကိုကျွန်တော်အစားတော့ကတော့ဒီအောက်ဝက် K ရရင်ရပြီပဲထင်ပြီးလုံနေရပါတော့ဒါပေမဲ့နည်းနည်းတစ်နှစ်လောက်ကြာလာတော့ဒီအဲ့ K ကတိတ်ပြီးဘောင်ဝင်ပေါ့ပြောရမယ်ဆိုရင်ဒီ K လောက်အဲ့ K ကပို့ပြီး fine တယ်ဗျာအဲ့ K ကိုကျွန်တော်ကျင့်တာ3နှစ်လောက်ကြာတယ်3နှစ်လောက်နေမှကျွန်တော် IK ကိုရတာအစားတော့ကျွန်တော်ကဒီ IK ကိုဘယ်လိုပြောရမလဲ position မှားနေတာဗျာကိုထင်ထားတဲ့အမြင်နဲ့ position မှားနေတာ IK ကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ဟိုလွှဲတယ်ဗျာသူကအဓိကလေကိုအားပြင်းပြင်းနဲ့အထဲကိုစုပ်ဖို့ပဲလေကိုအားပြင်းပြင်းနဲ့စုပ်တဲ့အခါကျရင်ကျွန်တော်ရှာကိုဒီအောက်မှာပဲထားမယ်လို့မျိုးအဲ့အောက်မှာပဲထားမယ်ထားပြီးတော့အဲ့လိုမျိုးလေအားနဲ့စုပ်လိုက်တဲ့အချိန်မှာရှာဒီအပေါ်ကကျွန်တော်ဒီမှာဥပမာဒါဗဇက်ဆိုရင်ကျွန်တော်ရှားဒီမှာပဲထားလိုက်အဲ့လိုမျိုးအပေါ်တက်တက်မှာအဲ့လိုမျိုးရှားလေးရ
အပေါ်သွားပြီးတော့ရိုက်မှာပေါ့နော်အဲ့ဒါကတော့ invocation နဲ့အဲ့လိုမျိုးရိုက်ဖို့ကကြတော့ကျွန်တော်ဆက်စချင်းကြတော့သူကိုက beatbox လဲလုံးနေကြမဟုတ်ဘူးအခုမှစကြည့်မဲ့သူတွေအတွက်တော့အဲ့လိုမျိုးအထဲကို invert လုပ်တဲ့ဟာအရန်ခက်ခဲနေလိမ့်မယ်ကျွန်တော်လည်းဆက်စတော့ခက်ခဲတယ်ဒါပေမဲ့အဲ့လိုမျိုးရိုက်သူကတော့ကျွန်တော်ဆိုရင်ဗျာရိုက်လိုက်တိုင်းအတန်ထွက်နေရယ်အခုမှစလုပ်တဲ့လူတွေကတော့အဲ့လိုမျိုးရိုက်လိုက်တိုင်းအတန်တော့ထွက်မှာမဟုတ်ဘူးဒါပေမဲ့တေချာလေးကျွန်တော်ကတော့ဒါကတော့လွယ်ကူအောင်လို့အယိုးရှင်းဆုံးနီးလန်းနဲ့ရှင်းပြတာပေါ့နော်ဒါကတော့ကြီးစုသူတွေကတော့တေချာလေး train မှာတော့ရမယ်ဘာလို့လဲဆိုတော့ကျွန်တော် beatbox ဆိုတာလည်းခက်တယ်မှာပါတယ်တချို့က beatbox ကိုလွှဲမဲ့ထင်တယ်ကျွန်တော်လည်းစလို့တော့ beatbox basic လောက်ရပြီးတော့လွှဲမဲ့ထင်တာဒါပေမဲ့ beatbox ကအခုချိန်ထိအတန်တွေအများကြီးပဲဗျာကွဲထွက်တယ်ကျွန်တော် invest ဟို K စနဲမှာဆိုလည်းအခုအများကြီးရှိတယ်ဟို invert clip roll တို့ပြီး outward မှာလည်းအဲ့လိုမျိုးအဲ့ဒါလည်းထွက်လာအဲ့ဒါလည်းစနဲပဲဗျာအဲ့လေအများကြီးရှိရဗျာစနေတယ်အဲ့ဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာ BDK ပဲပြောပြမှာဆိုတော့ BDK လေးပဲဆက်လိုက်အောင်အဲ့ BDK 3တန်ရပြီဆိုရင်ကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့ကျွန်တော်လုံးဝလူတွေဝိုးဝါဖြစ်သွားအောင်ကျွန်တော် beat တစ်ခုဖန်တီးလို့ရပါတယ်ဘယ်လိုလဲဆိုတော့ဥမာကျွန်တော်လုပ်ပြမယ်ရင်းနဲ့တောက်လာ Okay beatbox BDK ရသွားပြီဆိုရင်ကျွန်တော်တို့ဘယ်လိုမျိုးလုပ်လို့ရလဲဆိုတော့အမိုက်စား beat တွေဖန်တီးလို့ရတယ်ဥမာဒီလိုပေါ့ဒါတော့ကျွန်တော်ကတော့အမြန်လုပ်ပြတာပေါ့နော်ဆက်စချင်းကတော့အမြန်လုပ်တတ်မှာတော့မဟုတ်ဘူး Okay ပတ်တန်လေး3ခုကျွန်တော် BDK ရအောင်တွဲပြီးလေ့ကျင့်လို့ရအောင်လို့ကျွန်တော်တခါတည်းသင်ပေးသွားမယ်ပေါ့နော်ဒီဗီဒီယိုလေးမှာပဲအဲ့ဒါကတော့ကျွန်တော်တို့ဒီ BDK ရအောင်ရင်ဒီတိုင်းရက်နေမှာဆိုလို့ပေါ့နော်အဲ့ဒါလေးနဲ့တွဲပြီးကျင့်ပို့ပြီးတော့ကိုကအတန်လဲပို့ပြီးသွားတာပေါ့နော် Okay အဲ့ဆိုရင်စလိုက်အောင်အဲ့အတန်3ခုထဲမှာကျွန်တော်ပထမအောင်တစ်ခုကတော့ကျွန်တော်ဒီမှာလေးရေးထားမယ်ပေါ့နော်ကျွန်တော်နဲ့တူတူလိုက်လုပ်ကြည့်လို့ရပါတယ်အဲ့ဒါတော့ပထမတစ်ခုပေါ့ဒုတိယတစ်ခုကတော့ကျွန်တော်တို့ဒုတိယတစ်ခုကတော့နည်းနည်းခက်မယ်ထင်တယ်ဒုတိယတစ်ခုကโอเคဟာဒါတော့ဒုတိယတစ်ခုဖြစ်တယ်နောက်ဆုံးတစ်ခုကကြတော့ကျွန်တော်တို့နည်းနည်းလေးကလို့ရတဲ့ဟာလေးပေါ့နော်အားကြောကျွန်တော် Okay โอเคအဲ့ပတ်တန်3ခုဖြစ်တယ်ပေါ့နော်ဒါကတော့ကျွန်တော်ကတော့အလွယ်ကူဆုံးနဲ့အယိုးအရှင်းဆုံးတင်ပေးတာပေါ့နော်အခုနောက်ပိုင်းကျွန်တော် TikTok မှာရောဒါထားပါတော့ social media တိုင်းမှာ beatbox လို့ပြောလိုက်ရင်လူတိုင်းသိနေကြပြီအရှင်ရထက်အဲ့လိုဆိုတော့ကိုကလည်း beatbox ကိုစပြီးတော့လေ့ကျင့်ခြင်းနဲ့ဘယ်လိုလေ့ကျင့်ရမလဲမသိဘူးဆိုရင်တော့ဒီဗီဒီယိုမြင်သွားရင်တော့အများကြီးအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အဲ့ဒါတော့ကျွန်တော်ရဲ့ဒါ BDK ပေါ့နော်နောက်ထပ်လည်းဒီထက်ပို့ပြီးတော့မြင်းတဲ့အတန်တွေကိုကျွန်တော်ဆက်ပြီးတော့တင်ပေးသွားပါမယ်ကျွန်တော်နောက်ဗီဒီယိုအနေနဲ့ကျွန်တော် throw beat အပေးနာမှာသူတို့ပဲကင်းနေတော့လေကျွန်တော်တိတ်ပြီးတော့မပြတော့နောက်အဲ့ဒါကြီးတင်ပေးမယ်ပြီးတော့ကျွန်တော် libero ပေါ့နော်libero ကအများကြီးခွဲတယ်အများကြီးရှိတယ် libero ကတော့ကျွန်တော်လည်းသိသလောက်အဲ့လည်းရှိတယ် libero တွေလာမယ်ပြီးရင်ကျွန်တော်ဒီထက်ပိုပြီးမြင့်တဲ့အတန်တွေလည်းဆက်ပြီးတင်ပေးသွားပါမယ်အဲ့တော့ကျွန်တော်ရဲ့အောင်စောဟင်းဆိုတဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးဖို့အားလုံးကိုမှာချင်ပါတယ်ဒါကတော့ကျွန်တော်ဒီနေ့မှာတင်သွားပေးတဲ့ BDK ကိုသုံးပြီးတော့ကျွန်တော်လုပ်သွားတာပါเนาะကျွန်တော်တင်ပေးသွားရတဲ့မှာအရင်ဦးဆုံးကျွန်တော်တို့ kit ဖြစ်တဲ့ B ပေါ့เนาะပါမယ်ပြီးရင် hi hatကအဲ့ TT တစ်မျိုးတည်းမဟုတ်ကျွန်တော်အများကြီးချဲထွင်မလို့ရတယ်အဲ့လိုလဲဆွဲသွားလို့ရတယ်ပြီးရင်အဲ့လိုအများကြီးဒါချဲထွင်ပြီးတော့ဒီ hi hat မှာအများကြီးရှိတယ်ပေါ့เนาะအဲ့ဒါပြီးသွားရင်ကျွန်တော်တို့စနေပေါ့ K ကတော့ကျွန်တော်ဒီဗီဒီယိုမှာ2မျိုးတင်သွားပေးတယ်ပထမကတော့ outward ဆိုတာအပြင်ကိုထုတ်တာပေါ့အဲ့ဒါ outward ဒုတိယတစ်ခုကတော့ကျွန်တော်တို့
in web ပေါ့နော် in web ကတော့အထဲကိုစုပ်တာအထဲကိုစုပ်ရတာကတော့နည်းနည်းခက်မယ်အခုချက်ချင်းတော့ရမှာမဟုတ်သေးဘူးဒါပေမဲ့တေချာလေး train ပေါ့နော်တချို့ဆိုရင်တရက်ထဲနဲ့ရတာရှိတယ်ကျွန်တော်ဗီဒီယိုမြင်ပြီးရရင်ရအောင်ပါပေါ့နော်ကျွန်တော်ဆိုရင်တော့3နှစ်တော့ကြာတယ်ဒါကတော့ကျွန်တော်ရဲ့အားအနည်းဆုံးအတန်ဖြစ်လို့ဒါပေမဲ့ဘာမှမစိုးရင်လည်း fine ပါလိမ့်မယ် in one case နဲ့ရတော့ကျွန်တော်တို့ရှာကိုအောက်မှာပဲပုံမှန်တိုင်းရှာကိုစကားပြောတဲ့အတိုင်းပဲရှာကိုထားမယ်ထားပြီးတော့အဲ့ရှာကိုကိုယ့်ရဲ့အုံနောက်ထဲကနေပြီးအဲ့ရှာကိုအောင်စိုက်လိုက်မယ်စိုက်ပြီးတော့ကျွန်တော်လေကိုပေါ့နော်လေကိုအပြင်းပြင်းနဲ့ဒါကတော့ကျွန်တော်ကဒီရာပြီးသားသူတယောက်မို့လို့ပေါ့နော်အဲ့လောက်ထိကျွန်တော်ကအချက်တိုင်းကထွက်နေတာဒါဆက်ဆက်ချင်းတဲ့သူအတွက်ဆိုရင်တော့ဒီတချို့အချက်လေးတွေကမထွက်တာတွေမကလင်းတာတွေမရှင်းတာတွေမကျဲတာတွေမတိုးတာတွေအဲ့လိုမျိုးဖြစ်နေလိမ့်မယ်ဒါပေမဲ့ fine ပါလိမ့်မယ်ဒါကတော့ကျွန်တော်ဒီနေ့သင်ပေးခဲ့ရတော့ PTK ဖြစ်ပါတယ် yeah အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်